ပေါ့လောကလူတွေဟာမအိပ်ရလို့အိတ်ဆေးတောက်ရတဲ့ပုံကိုယ်တွေရောမရှိဘူးလားစိတ်ငြိမ်သေးဆိုပြီးတော့တောက်နေရနှလုံးသားအပူတွေအကြောင်းမလို့တညာလုံးအိတ်မပျော်ဘူးတဲ့တောကတွေဖြစ်နေလို့တညာလုံးအိတ်မပျော်ဘူးတဲ့အဲ့ဒီအပူတွေအကြောင်းအိတ်မရလို့အိတ်ဆေးတောက်ပြီးတော့အိတ်ကြနေရတယ်ဒါဟာတကယ်အဖြေမဟုတ်ဘူးတကယ်အိတ်ဆေးကတော့မြတ်စွာဘုရားရဲ့တရားတော်ဟာဖြစ်တယ်ဘယ်ချိန်ဒီတရားတော်ကိုလိုက်နာကျင့်ကြံကြိုးကုပ်အားထုတ်မယ်ဆိုရင်လောဘတွေလျှော့ချနိုင်မယ်ဒေါသတွေလျှော့ချနိုင်မယ်မောဟတွေလျှော့ချနိုင်မယ်နောက်ဆုံးလောဘဒေါသမောဟတွေကင်းပြီးတော့နှလုံးသားရဲ့ပူလောင်မှုတွေအကုန်ကင်းသွားရင်ဘယ်နေရာမှာပါနေစိတ်နှလုံးဟာအေးချမ်းနေမှာပဲဖြစ်တယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့တို့တွေဟာစိတ်နှလုံးအေးချမ်းသာယာမှုရှိမှသာလေချမ်းသာစွာအိပ်စက်ရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုအပြည့်အဝရကြမှာဖြစ်တယ်။တမန်အားဖြင့်ကြည့်ပြီးတော့တို့တွေဟာချမ်းသာစွာအိပ်စက်ရတယ်လို့ဖြေလို့ရှိရင်မပြည့်စုံတဲ့စကားမျိုးသာဖြစ်တယ်ဟော။အဲ့ဒါလိုသဘောကျပြီးတော့တို့တွေဘာလို့ရမလဲချမ်းချမ်းသာသာအိပ်စက်ရခြင်းရဲ့အဓိပ္ပာယ်ပြည့်စုံအောင်ဘာလို့ရမလဲနှလုံးသားကိုပူလောင်စေတတ်တဲ့ရာဂတွေဖယ်ရှားဖို့ကြိုးစားရမယ်ဒေါသတွေဖယ်ရှားနိုင်အောင်ကြိုးစားရမယ်မောဟတွေဖယ်ရှားနိုင်အောင်ကြိုးစားရမယ်ကဲကြိုးစားပြီဆိုတဲ့အခါမှာရာဂဖယ်ရှားအောင်ဘာနဲ့ကြိုးစားမလဲရာဂကိုဖယ်ရှားဖို့ရအတွက်နံပါတ်1ကဘုန်းကြီးတို့တွေရာဂဟာဘာကြောင့်ဖြစ်နေသလဲလို့ဆိုရင်တင့်တယ်မှုလို့စိတ်ကအာယုံပြုတ်နေသည့်အတွက်ကြောင့်သူ့ဘနမိတ်ကိုအာယုံပြုတ်ထားသည့်အတွက်ကြောင့်ရာဂဟာတိုးတဲ့တိုးလာတာဖြစ်တယ်ဒါကြောင့်မို့လို့မတင်တယ်ဘူးဆိုတဲ့အတုပကမ္မထံဗမာစကားထဲမှာအတုပလို့ဆိုလို့ရှိရင်မသာသွားတတိယနေတာမျိုးဖြစ်တတ်တယ်နော်အဲ့ဒါကိုပြောတာမဟုတ်ဘူးအတုပကမ္မထံဆိုတာမိမိတို့အသက်ရှင်လျက်ဖြစ်တော်လဲခန္ဓာကိုယ်မှာတင့်တယ်မှုမရှိတာတွေကိုဆင်ញင်စဉ်းစားတတ်ရမယ်ကျွမ်းရှားဝယ်သဘောတွေကိုဆင်ញင်စဉ်းစားတတ်ရမယ်ဘယ်လိုဆင်ញင်စဉ်းစားတတ်မလဲဆိုရင်ကြည်လေကိုယ်ခန္ဓာကိုယ်မှာမတင့်တယ်ဘူးယွန်းစပွဲဆိုတာဟာအလွယ်လေးနဲ့စဉ်းစားလို့ရတယ်ကိုယ်ဟုတ်လားတလားနှစ်လားရေမချိုးမျက်နှာမသိပ်ပဲနေကြည့်ပေါ့မွေ့ကြိုင်တဲ့အနတ်တွေထွက်လာမလားနန်စော်တဲ့အနတ်တွေထွက်လာမလားစဉ်းစားကြည့်ပေါ့ခန္ဓာကိုယ်ရဲ့သဘာဝတကယ်တော့လှပတက်တယ်တာမဟုတ်ဘူးအပြင်ကဝဆားဆင်တာတို့ဖိလိမ့်တာတို့ဒါတွေကြောင့်မို့လို့လူတွေဟာလူကြားထဲမှာဝင်လို့ရနော်အဲ့ဒါလို့မတက်မတဲ့ယွန်းစပွဲသဘောတွေကိုဆင်ញင်စဉ်းစားခြင်းဖြင့်အတုပတင်ညာကိုနှလုံးသွင်းခြင်းဖြင့်ရာဂကိုဖယ်ရှားနိုင်တယ်တဲ့ရာဂကိုလျှော့